Okay guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် Super Crafter ဖြစ်ပါတယ်ကျွန်တော်ဒီနေ့လူတော်များများကျွန်တော်ကိုတောင်းမှမှာလာမိကြတယ် Avenger game ဆိုပြ Avenger game ဆိုခြင်းနဲ့ Avenger game တစ်ခုပေါ့နော်တူနဲ့ရှင်းပြလို့ရမယ် Avenger game တစ်ခုဖြစ်ပါတယ်ဒီကတော့တခါတူကြလို့တခြား game တွေ Avenger game တွေလည်းမျိုးနော်အရှိမဟုတ်ဘူးတူနဲ့ကျွန်တော် Jonathan အနေနဲ့တရုတ်ဆောင်ဖြစ်ပြီးဆော့ပြအောင်မှာဖြစ်ပါတယ်တော့ဒီက documentar ဆိုတဲ့ Avenger game ရဲ့ link ကိုလည်းကျွန်တော် comment မှာချထားပါမယ်နော်အရုပ်ဒီမှာကျွန်တော်ပြမယ် rule ရှိမယ် story ရှိမယ် option ရှိမယ် play ရှိမယ်ဒါပေမဲ့ကျွန်တော် rule အရင်နေကြည့်မှာပေါ့နော် CMC ကနေပေါ့နော်okay ဒါပြီးတော့ story ရအောင် story okay ကျွန်တော်ကြည့်ပြီကျွန်တော်ဒီလိုဆောင်ကျွန်တော် option နဲ့ဝင်လိုက်မယ်okay လမ်းဒီတယ်မို့ကျွန်တော်တခုတောင်းမှကျင်တာတော့နော်ကျွန်တော်ဘေးကအတန်နေပါလို့ရှိရင်ကျွန်တော်တောင်းမှမှာလေဘေးကမှာကျွန်တော်ဘေးကအတန်နေကြောက်ကျွန်တော်တောင်းမှမှာလေကျွန်တော် channel လေးကိုလည်း subscribe YouTube မှာကြည့်နေလို့ရှိရင်ကျွန်တော် channel လေးကို subscribe လေးလုပ်ပြီးတော့ TikTok ကနေကြည့်နေလို့ရှိရင်တော့အသေးလေး like လေးပေးပြီးတော့ comment လေးဝင်မှန်းခဲ့ပြီးတော့ share ပေးကြပါဘောနော် okay ကျွန်တော်တို့ဒီနေ့ဗားနဲ့ဆိုတော့ကောင်းမို့multiplayer ရှိရ multiplayer ဆိုပါဆိုဘယ်လိုမျိုးဆိုအောင်မလူမျိုးဆိုအောင်မဆိုတော့လူအများကြီးလို့ဆိုအောင်မနှိပ်ကြည့်မယ်multiplayer မဟုတ် online တယ်လေအမှလည်းမချပါဘူးဖိလိုက်မယ် okay စပြီရှော့ပလေးကိုမနှိပ်လိုက်မဆိုင်ပေါ့နော်စပြောထွက်လိုက် okay ပါ okay ပါ the computer yes the computer ကအရင်မိုက်ပါတယ်boss boss ကကျွန်တော်ပြောတယ်ကျွန်တော်အလုံးမှာအတုံးမကြောက်ဘူးဗောနော်အားနေအလုံးလုံးတဲ့အိပ်ပြောနေဒါပေမဲ့ကျွန်တော် boss ကကျွန်တော်ကိုအလုံးထုတ်ပြီဗောနော်ဒါပေမဲ့ကျွန်တော်က Jonathan အနေနဲ့ကြိုးဆောင်ရရှိတယ်ကျွန်တော်လောက်ပါဒါမဖြစ်လို့လဲပါညာပူညင်းနဲ့ရှောက်ပြောနေဗောနော်အကုန်လုံးဒါပေမဲ့ကျွန်တော်ပြောနေရပဲပြော Jonathan boss ကိုဒါပေမဲ့ boss ကကျွန်တော်ခွင့်မလွတ်ဘူးဗောနော်သူကဒါပေမဲ့ငါတောင်းမှလည်းဒါပေမဲ့ငါမင်းကိုခွင့်လို့မရဘူးဗောနော် yes အဲ့မှာသူကျွန်တော်ကိုအလုပ်ထုတ်လိုက်တယ်ဗောနော်ဒီချိန်မှာကျွန်တော်လည်းစိတ်ပြက်လက်ပြင်းနဲ့ကျွန်တော်အိမ်ကိုပြန်ရမှာအိမ်ပြန်တော့မယ်ဗောနော်ကျွန်တော်ဘယ်တက်နိုင်မလဲစိတ်ပြက်လက်ပြင်းနဲ့အိမ်ပြန်ရတော့မှာဗောနော်အိမ်ပြန်ရတော့မယ်ဘွားလေးပါလားဝါအလုပ်လည်းမရှိအလုပ်လည်းမပြည့်ပါကျွန်တော်ဘွားလေးကိုဘယ်လိုရှင်းတန်းဖြစ်တန်းမလဲဘယ်လိုလုပ်မလဲအဲ့ကျွန်တော်ရထားလက်မယုံရောက်လာတယ်ရထားပူလားနေပြီဟာဒီမှာခလို့ဟော有啥忙啊？一年我嘛说吧，你过来吧，来哈。哈？没不用啦。第四包啊，你给我漂亮的，少有个肉。他这个不是，这个我的呢。嗨 ，Hello，知道这个多少了？他退呀呀。那我们吃这种，那我们别吃这个西呢哈，哪里配不呢？在里呀啦，chest，爸妈那没洗茶来的，爸妈没洗就叫他爸了。大伯哟，配把嘞，那配把把到嘛呢？嘿 ，bro，今天一年人他们没难听呀，来的。我们一条那么多了，好几个吧。第二桌咱们的第二天干什么呢？咱们干了没有？第二桌咱们才来的，咱们才能不完美嘞。不玩呀，这个呀，这个不能够。ကျွန်တော်နောက်နေ့မှကျွန်တော်အကွန်းနဲ့လာတင်မယ် Okay ကျွန်တော်ရထားပူတော့ရဘူးတင်ပြီမရထားဒါရထားပဲငါအလုပ်ကနေစေးပြလိုက်ရကွာ Okay ရထားကြတော့မယ်လေရထားကြတော့မယ်ထိုင်မယ်တကယ်စေးပြလိုက်တာဗျာOkay. Server station လေokay. Server station ရောက်ပြီ။ဒါကြွားနေ။ဒီမှာ The
train ကိုအရေးပေါ်ရဲရတော့မှာပေါ့နော်ရထားကိုအရေးပေါ်ရဲရဘာလို့ဘာလို့ရထားကိုအရေးပေါ်ရဲရမှာဒီကဘာလို့မှာတော့ကျွန်တော်ကမောင်းနေပြီပါဘာလို့လဲသူလေရထားရဲကမှာကျွန်တော်ဘယ်လိုရထားကိုရဲမှာတော့လုံးဝရထားရဲခဲ့ရအောင်ရထားဒီကသွားနေအဲ့ဒီကျူရင်းနေရတယ်ကျူရင်းနေတာအဲ့ဒီရထားမိုးတဲ့အခါကောင်းမှာလောက်ကကြတယ်ဟာဒီရပဲဟဲ့ဒါကလောက်ကတာလောက်ကမှဒါဒီကပူဒါလောက်ကတာနေရောက်နေဒီရပဲလောက်ကမှဒါကပူဘာလို့อ่ะဒါကဘာလို့တော့ကြတာတော့ဒီဝက်ဆက်အော်မဒါကပူလာဟာလူသေးနေတယ် Oh my god လူခေါင်းနဲ့ကြည့်ပါလားဒါဆိုသူ့ဘလူးထထားတော့ကျွန်တော်မသိဘူးလူတက်သွားတော့အေးရအင်းကြီးကကျွန်တော်စုနေရမှာနော်ဘာမှရတော့ဟာရတော့အရင်ရဲကမှရတော့မယ်ရတော့အမြန်ရဲကမှရမယ်ဒီလုံးမလို့ဒီတိုင်းသွားနေလောကမှာကျွန်တော်မလို့ရတဲ့မှာမသွားသေးဘူးလားမရသေးဘူးလားလောကမှာရဲဒါလာဝဲဘာလို့မရတာတော့ဒီဘောဟုတ်တယ်ဒီပါကိုရက်စမ်းပါโอเคကျွန်တော်ရက်နေရမယ်ရနာရက်လို့မရအောင်ဖြစ်နေတယ်ရက်စမ်းပါဒါတော့ trick သူမကန်နီပေါ့စမ်းပါအော်ကြည့်လို့ပါဒီမှာစက်ပြင်းနဲ့ပေါင်းရှိတယ်အော်တင်ဒါ truck door lock ရယ် chain breaker ရယ် emergency brake ကြီးပါလေโอเคကျွန်တော်ပြောရတဲ့ရထားရက်စမ်းပြပါမယ်ရထားဒီကိုရက်စမ်းမရမယ်လောကမေကဲဘာအရေးကြီးတာမရအော်ဒီမှာကြောက်မှာစတော့တော့လေအဲ့တော့ဒီလက်ကြီးပြီကဘာတော့ကျဲဝယ်ရတော့မိုက်ပါဝိုင်းမဖြစ်ရမှာအဲ့မဒီပြေးလို့လိုက်ရပြေးလို့လိုက်ဟူးတော်ပါဒီအချိန်မီကဲတင်နိုင်တယ်ပေါ့နော်ဟာဘာလို့ရေကတန်နေအပြစ်တယ်ကျွန်တော်ရေထောက်ရေတန်းနိုင်ခဲ့ပြီအဲ့မကျွန်တော်ဘာလို့ဖြစ်လို့လဲကျွန်တော်မသိလိုက်ဘူးဒါပေမဲ့ကျွန်တော်ရေထောက်ရက်ချက်မြင်နေကျွန်တော်လည်းခေါင်းမူပြီးလဲကြောက်သွားတာဒါပေမဲ့ကျွန်တော်ဘာလို့ဖြစ်လဲကျွန်တော်မေ့သွားပြီရေကတန်ကြားနေရတယ်ကျွန်တော်ရဲရောက်နေလားမသိဘူးအော်ပြီးဆုံးသွားတာဟာ yes တဲ့ကျွန်တော်ပြောရမယ်ဒီကိန်းကတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပြောရဆိုတော့ဒီကိန်းကတော့ Avenger game တခုဒါပေမဲ့တူနဲ့ပြီးသွားတဲ့ game တခုမျိုးပေါ့နော်ဒါ Avenger ဒါပေမဲ့တူလေးပဲဆိုရတယ် game ကအရန်တူတယ်ပေါ့နော်ဟိုလိုအရန်အရှိကြီးမဟုတ်ဘူးတူလေးပဲဆိုတော့စောရတဲ့လူလည်းအဆင်ပြေတယ်အကြေးရတဲ့တိတ်မကြဘူးပေါ့နော်ဒီတော့ကျွန်တော်ဒီ game ကိုခေါင်းကျင်တယ်ဒေါင်းကျင်တယ်ဆိုရင်တော့ကျွန်တော်ကောင်းမှမှာအကုန်ချပေးမယ်ဘယ် version ဘယ်လိုရလဲဘယ်လိုဆိုလို့ရလဲအကုန်ကျွန်တော်ကောင်းမှမှာချပေးထားမှာဖြစ်ပါတယ်ဒီတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye okay Sin pero,